လို့ချင်းသာတနိုင်ဆုံးလို့ကောက်ချက်လိုက်ပါတယ်မေးနိုင်လိမ့်မယ်တွေ့ထင်မိတဲ့အချိန်ဟာကူစားခဲ့နေသာကြယုံဆိုပေမဲ့ရလို့မူဟာတနေ့ပြည့်လွင်မဲ့စိတ်ဖြစ်သိမ့်ခဲ့တယ်မပြေဆုံးတဲ့အခါတနေ့ချမ်းသွားမှတရားတွေဖြစ်နေဘာမှမတောင်းဆိုခြင်းကမရှိတော့တော့ပြောဖို့မကောင်းမိမယ်မဆိုင်နဲ့ငါကပါရင်တိုင်းတွေပါတယ်နေသားတဲ့ခါလန်းရှောင်းမှာခင်မင်းနဲ့သူတွေ့တဲ့ခါပြောပြမှာချစ်တဲ့ခဲရဲ့အရာတိုင်းကိုဆုံးလို့ရတာမျိုးတော်တော်ဆိုးရမနဲ့ချိုးမှာCoffeeခွက်ကိုတောက်တဲ့ခါလွမ်းမိမှာအမတရားတို့ဟာလွယ်မမေ့အောင်ခါတခဲရမောဝေးသွားခဲ့ပေမဲ့လွမ်းမမေပြောဖို့သာတောင်းစုပြုလိုက်ပါတယ်စိတ်ချမ်းသာဖို့ဆိုခွင့်လွတ်ထားတဲ့ရှင်ကိုရှင်ခွဲခွဲဘာများညင်ဆောင်မလဲရလို့မူဟာတနေ့ပြည့်လွင်မဲ့စိတ်ဖြစ်သိမ့်ခဲ့တယ်မပြေဆုံးတဲ့အခါတနေ့ချမ်းသွားမှတရားတွေအဖြစ်လဲဘာမှမတောင်းဆိုခြင်းနဲ့မရှိတော့ပြောဖို့မကောင်းမိမယ်မဆိုင်နဲ့ငါကပါရင်တိုင်းတွေနေစေနေသားတဲ့ခါလန်းရှောင်းမှာခင်မင်းနဲ့သူတွေ့တဲ့ခါပြောပြမှာချစ်တဲ့ခဲရဲ့အရာတိုင်းကိုဆုံးလို့ရတာမျိုးCoffeeခွက်ကိုတောက်တဲ့ခါလွမ်းမိမှာမတရားတို့ဟာလွယ်မမေ့အောင်ခါတခဲရမို့နေသားတဲ့ခါလန်းရှောင်းမှာခင်မင်းနဲ့သူတွေ့တဲ့ခါပြောပြမှာချစ်တဲ့ခဲရဲ့အရာတိုင်းကိုဆုံးလို့ရတာမျိုးတော်တော်ဆိုးရမနဲ့ချိုးမှာCoffeeခွက်ကိုတောက်တဲ့ခါလွမ်းမိမှာအမတရားတို့ဟာလွယ်မမေ့အောင်ခါတခဲရမို့တာရခဲပေမဲ့လွမ်းစေ